ထိုင်းနိုင်ငံတောင်ပိုင်းကခရိုင်9ခုမှာအဆိုးဝါးဆုံးရည်ကြီးမှုနဲ့ကြုံတွေ့နေရလို့လူပေါင်း20နီးပါးတည်ဆုံးခဲ့ရပြီးလူပေါင်း330,000နီးပါးရေဘေးသင့်တဲ့အထက်မှာမြန်မာရွှေပြောင်းလုပ်သားတွေလည်းပါဝင်နေပါတယ်။ဆက်ရုံတော့ဘလို့နော်။ဘာပြောလဲအားရလိုမျိုးပြီးတော့မှကြောက်လို့နော်။ဒီတောင်းလေးမျိုးတော့မှကြောက်လို့နော်။လောက်ဆက်ရုံတော့ဘလို့ဘာမှမဖြစ်ဘူး။ဆက်ရုံတော့ဘလို့အိမ်မှာမျိုးပြီးတော့မှကြောက်လို့နော်။ဆက်ရုံတော့ဘလို့ဒီကဒါဟိုးတယ်နေတာ။ဘောလုံးအစဲနေနေတာနော်။ဆက်နေနေတာနော်။လောက်ပါမယ်လေ။တကယ်လို့ဒီဓာတ်ကြီးကိုမြုပ်လာပြီဆိုထိုင်လို့မဆောင်ရရနဲ့နော်။ဘာဖြစ်လို့လဲဟာမျိုးလိုမျိုးပြီးတော့မှကြောက်လို့ပြောတာနော်။ဟာမျိုးမှာအဲ့လိုပဲသူတို့ကနင်းဆိုတိုင်ဆောက်နေရေတက်လာတဲ့ညာတွဲမြင်းမဲ့အပေါမရှိတော့ဘူး။အဲ့တော့အဖေပေါ်တက်နေကြတာအဲ့လိုဖြစ်တော့တာမနော်။ဟိုကမဆောင်နေနဲ့အဲ့လိုဖြစ်မှကြောက်လို့ဒီနေ့ပါဆိုဒီဟာကိုကျိုးလာပြီးထွဲပြီးတော့စိတ်ကိုနော်။စိတ်ရုံထွဲပြီးဒီဘက်ချက်မထွဲပြီးရတဲ့နော်။ဒီဘက်ချက်ထွဲပြီးဒီရေကြီးမှုဟာနှစ်ပေါင်း300အတွင်းစံချိန်တင်ရေကြီးမှုဖြစ်တယ်လို့ရေဟာ10ပေကျော်ထိရှိနေပြီးလူနေအဆောက်အုံတွေဈေးနဲ့အစိုးရရုံးတွေပါအားလုံးရေနစ်မြုပ်ခဲ့တယ်လို့ထိုင်းမီဒီယာတွေမှာဖော်ပြပါတယ်ရေကြီးမှုတံကိုဟိုက်ရန်မြို့ကအဆိုးအဝါးဆုံးခံစားနေရပြီးဒီမြို့ရဲ့စက်မှုဇုံကစက်ရုံတွေမှာမြန်မာရွှေပြောင်းလုပ်သားအများအများလှုပ်ကင်နေကြတာလည်းဖြစ်ပါတယ်ဒီအပိုင်းဖြစ်ပွားနေတဲ့မုန်တိုင်းတွေရဲ့နောက်ဆက်တွဲအဖြစ်ထိုင်းနိုင်ငံမလေးရှားနိုင်ငံနဲ့ဖိလစ်ပိုင်နိုင်ငံတွေမှာရေကြီးရေရှမ်းမှုတွေဆက်တိုက်ဖြစ်ပေါ်နေတာပါ။